လူလဲယုံကလေးနဲ့ရိုးသားတဲ့လက်ကလေးတခါတော့ကတောအုပ်တစ်ခုထဲမှာယုံကလေးတစ်ကောင်ရှိတယ်သူကသူများထက်ပိုသိတယ်ပိုတတ်တယ်လို့အမြဲကြွတတ်တဲ့လူလဲလေးပေါ့ဒီနေ့တော့သူကအေးအေးဆေးဆေးသွားနေတဲ့လက်ကလေးကိုတွေ့ပြီးလှောင်ပြောင်တော့တာပဲဟေးလက်ကလေးမင်းကတော့နေလိုက်တာငါသားဆိုရင်တခဏချင်းနဲ့ဟိုးတောင်ကုန်းပေါ်ရောက်နေပြီလို့ယုံကကြွားလိုက်တယ်လက်ကလေးကပြုံးပြီးငါကနေပြီးမဲ့ငါရဲ့ပန်းတိုင်ကိုရောက်အောင်သွားမှာပါလို့ပြန်ပြောတယ်ယုံကမကြည်နပ်ပဲအပြေးပြိုင်ပွဲလုပ်ဖို့စင်ခေါ်လိုက်တယ်ပြိုင်ပွဲစတင်ခြင်းပြိုင်ပွဲစတာနဲ့ယုံကရှက်စီးလက်တလို့မြန်မြန်ပြေးထွက်လိုက်တာလက်ကလေးကိုအဝေးကြီးမှထားခဲ့တာပေါ့တောင်ကုန်းနာရောက်ခါနေတော့ယုံကတွေးမိတယ်လက်ကတော့ငါ့ကိုလိုက်မိမှာမဟုတ်ပါဘူးဒီတစ်ပင်ရိပ်အောင်မှာခဏလောက်အိတ်လိုက်အောင်မယ်ယုံကလေးကတော့သူ့ကိုယ်သူအယမ်းတော်တယ်ထင်ပြီးပေါ်ဆအစွာနဲ့အိပ်ပျော်သွားတာပေါ့ရက်လက်ဒါပေမဲ့လက်ကလေးကတော့ကလှမ်းချင်းစီကိုမနာတမ်းဇွဲမလျှော့ပဲဆက်လောင်နေခဲ့တယ်ယုံကလေးမိုးလာတဲ့အချိန်မှာတော့လက်ကလေးကပန်းတိုင်ကိုရောက်သွားခဲ့ပြီလीပုံပင်ထဲကရရှိတဲ့သင်ခန်းစာဒီပုံပင်လေးကနေကလေးတို့သင်ယူရမှာကတော့ဇွဲရှိခြင်းဘလောက်ပဲခက်ခဲပါစေမလျှော့သောဇွဲနဲ့စူးစမ်းရင်အောင်မြင်ရမယ်မပေါ်စားခြင်းကိုအယမ်းတော်လဲဆိုပြီးတခြားသူကိုအထင်မသေးနဲ့မပေါ်စားပါနဲ့မှန်နဲ့မှန်ကန်စွာလှုပ်ဆောင်ခြင်းမြန်တာထက်မှန်ကန်ဖို့နဲ့စင်ဆက်မပြတ်စူးစမ်းဖို့ကပိုအရေးကြီးပါတယ်ဒီပုံပင်လေးကိုကလေးလိုသဘောကျရဲ့လားနောက်ထပ်သရိစံလေးတွေအကြောင်းဒါမှမဟုတ်စွန့်စားခန်းပုံပင်လေးတွေနားထောင်ခြင်းသေးလားပြောပြပေးပါဦး